ကုသိုလ်တင်ကား3နဲ့စစ်မှန်သောမိတောက်အင်းစာရွက်ကကိုဝယ်လိုက်ပြီရွှေတင်ကား300ကကြံသေးတယ်ကုသိုလ်တင်ကားကနှစ်300ရှိတယ်ပညာစင်ကန်ကြောက်ပြား3ပြားမော်လက်နဲ့6ခုအင်းစာရွက်8ရွက်သားရည်ချက်ဝတ်တစုံမိစ္ဆာပူတီ2လုံးပြီးတော့မြေပုံတစ်ချက်လည်းရှိသေးတယ်အမကြီးကြည့်လိုက်ဦးဒီမြေပုံပေါ်မှာနှစ်300တက်တန်းရှိတဲ့မိဝိညာဉ်မှုရှိတဲ့နေရာကိုမှတ်သားထားတယ်မိဝိညာဉ်မှုလားအဲ့ဒါကကြားမိစ္ဆာကသူ့ဘာသာကျင့်စဉ်အဆင့်တက်ဖို့ခြံထားခဲ့တာပဲဒါပေမဲ့နှစ်300ကျော်တက်တန်းရှိတဲ့မိဝိညာဉ်မှုရဲ့ဘေးနားမှာတော့မိတောက်ငွေဟောက်ကြီးတကောင်အမြဲတမ်းစောင့်ကြပ်နေတတ်တဲ့အရန်အနေများတယ်ဒါဆိုအဲ့ဒီလိုစွန်စားရကြိုးနှက်ပါမလားမိဝိညာဉ်မှုကိုအာဟာရအဖြစ်သုံးနိုင်ရင်မြေအောက်ကနေထွက်လာတဲ့ယတနာကမင်းကိုအတောင်ထုတ်9လုံးရွေးချယ်ပွဲမတိုင်ခင်မှာအ ਨੇ ဆုံးတော့တကားဖွင့်ခြင်းအဆင့်အောင်မြင်အောင်ကူညီပေးနိုင်လိမ့်မယ်ကျင့်စဉ်အခြေခံအဆင့်ကိုတော့ကြော်ဖြတ်နိုင်အောင်ပါဒါဆိုရင်တော့ကျွန်တော်စွန်စားပြီးစမ်းကြည့်ချင်ပါတယ်အမကြီးလင်ရွက်မိတောက်သွားပြီဒါကဘူးတိအစိနဲ့တူတယ်နော်မြေအောက်ယတနာရဲ့ဒုတိယအကြိမ်အတွင်ပြောင်းလဲခြင်းကဘူးတိနှစ်ပဲဘူးတိ3လုံးစလုံးကယတနာတွေကိုမွေးဖွားပေးနိုင်တဲ့လေပြင်းပတိခါကိုအာဟာရအဖြစ်သုံးရင်တိုက်ခိုက်ရေးမော်လက်နက်ကိုဖန်တီးပေးနိုင်လိမ့်မယ်ကျွန်တော်မိဝိညာဉ်မှုကိုရတဲ့အထိစောင့်ပြီးမှစိုက်တော်မယ်အဲ့ဒါကူလဲကနေထွက်သွားပြီးမြန်လို့တေတက်မြန်ဆန်လာချီလာဟောအားကောင်းတဲ့အချိန်ဝါနှစ်ခုအလင်းအမြန်ချင်းကပ်လာနေပြီးထွက်ပြေးဖို့အချိန်မမီတော့ဘူးပုံးစရာနေရာရှာတော့မလုံနဲ့အဲ့ဒါမင်းရဲ့အချိန်ဝါကိုရှာမတွေ့ဘူးငါမင်းကိုအချိန်ဝါဖျောက်ပေးထားတယ်ဒါပေမဲ့မင်းအတန်ထွက်မိရင်တော့အမကြီးလင်ရွက်သူတို့တွေပြုတ်ကြတော့မယ်မိတောက်မွေဟောက်တောင်းကျမ်းနေပြီးအဲ့ဒီတောင်ရွှေမြောက်ဝင်ကြီးကိုရေကန်ထဲဆွဲချချင်နေတာမင်းထွက်ပြေးဖို့နီးလန်းရှာရမယ်ဘာအကြံရှိလဲကျွန်တော်မှအကြံရှိတယ်ကျွန်တော်ရေခဲအသက်ရှူခြင်းမန်တန်နဲ့ရေကန်ကိုခဲပစ်လိုက်မယ်ဒါဆိုမိတောက်ငွေဟောက်ကြီးပိတ်မိသွားလိမ့်မယ်အဲ့ဒီအချိန်ကြာမှကျွန်တော်အခွင့်ကောင်းယူပြီးထွက်ပြေးမယ်စမ်းကြည့်လို့ရတယ်တကယ်လို့မအောင်မြင်ရင်တော့တောအုပ်ထဲကိုချက်ချင်းပြေးတော့လှည့်မကြည့်နဲ့အမကြီးလင်ရွက်အခုပဲရေခဲအသက်ရှူခြင်းမန်တန်သွားကြဆိုမိဝိညာဉ်မှုကိုလည်းရပြီဆိုတော့ပြန်ပြီးဘူးတိစေးသွားဆိုင်ရအောင်အနောက်ဘက်တောအုပ်ထဲမှာငါရဲ့ကလေးရှိတယ်မင်းကိုယတနာတစ်ခုပေးပေးရစီအမကြီးလင်ရွက်သွားရှာကြည့်လိုက်ပါမိတောက်ငွေဟောက်လည်းတည်သွားပြီဆိုတော့ဒီအနီးနားမှာအနေရရှိတဲ့အရာမရှိတော့ပါဘူး